တဘာဝတရားတွေမှာအရှိန်ဆိုတာရှိတယ်နော်ကောင်းတဲ့တရားတွေမှာအရှိန်ဆိုတာရှိတယ်လို့မကောင်းတဲ့တရားတွေမှာလည်းအရှိန်ဆိုတာရှိတယ်တခုခုကိုအရှိန်နဲ့တွန်းလိုက်မယ်ဆိုလို့ရှိရင်တော်တော်နဲ့မရက်ဘူးပေါ့နော်သူသွားနေတာအရှိန်ရဲ့သဘောကလည်းစိတ်ဝင်စားစရာတော့ကောင်းတယ်အခုလည်းပဲဗြဟ္မပြည်မှာကာလကြာမြင့်စွာနေခဲ့တဲ့အရှိန်ကဒီမှာမကုန်ပဲဖြစ်နေတယ်အဲ့ဒါကြောင့်မို့လို့တာမန်ပုဂ္ဂိုလ်တွေကိုချင်းစာလို့မရနိုင်တဲ့အနေအထားမျိုးအည်အသွေးမျိုးကိုပိုင်ဆိုင်ထားတာအဲ့လိုနဲ့အလွန်တန်ရှင်းစင်ကြယ်တဲ့စိတ်ဓာတ်တွေနဲ့နေလာကြရင်းနဲ့တိုင်းပြည်အုပ်ချုပ်ပြီးတော့နေလာကြရင်းနဲ့ဝိသိက္ခနဲ့နေကစပြီးတော့ရည်တွက်မယ်ဆိုရင်နှစ်ပေါင်း900လောက်ကြာတဲ့အချိန်မှာဘုရားလောင်းမင်းသားကတည်ဆုံးသွားတယ်အဲ့ဒီခေတ်ကလူတွေရဲ့တဏ္ဍာကနှစ်ပေါင်း1000တန်းလို့ဆိုတယ်တဲ့နှစ်ပေါင်း1000တန်းမှာအဘိဓိကံပြီးနှစ်900လောက်နဲ့တည်ရတယ်ဆိုတော့ဘုရားလောင်းကငယ်ငယ်လေးနဲ့တည်သွားတဲ့သဘောပေါ့နော်အဲ့တော့ဦးဇင်းတို့မတည်ခင်မှာသူတို့ကထူးခြားတဲ့ဂတိကဝတ်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့အရင်တည်တဲ့ပုဂ္ဂိုလ်ကရောက်ရဘဝကနေလာပြီးတော့တတိပေးကြီးအတိပေးကြီးဆိုတဲ့ဂတိကဝတ်ထားကြတယ်တဲ့သူကပဲအရင်တည်တဘောဘကိုတော့ရောက်သွားမှာပဲပြောနိုင်စွနိုင်တဲ့ဘဝကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်လာပြီးတော့ပြောကြီးပေါ့အဲ့ဒါလိုဂတိကဝတ်ထားတဲ့အတွက်ကြောင့်ဘုရားလောင်းကတည်သွားတဲ့နောက်သူကဘယ်ရောက်သွားတယ်ဆိုတော့ဦးဇင်းတို့တရားမင်းသွားဖြစ်တယ်တဲ့အလွန်စည်းစိမ်ကြီးတယ်လို့ဆိုတယ်စည်းစိမ်ဥစ္စာအလွန်ကြီးတဲ့အတွက်ကြောင့်နတ်တို့ရဲ့တက်တန်းနဲ့9ရက်လောက်တောင်သူမေ့နေတယ်ဒီဥရိယပဒမင်းသမီးနဲ့တစ်ချိန်လုံးကလူ့ဘဝလုံးကဂတိကိုထားခဲ့တာတွေဘာမှမှတ်မရဘူး